ဝင်ရောက်စီးနင်းစစ်ဆေးခဲ့တာပါစီးနင်းမှုအတွင်းဟိုတယ်အခန်းတစ်ခန်းကိုဒရုန်းထိန်းချုပ်ရေးဌာနအဖြစ်အသုံးပြုနေကြောင်းတွေ့ရှိခဲ့ပြီးတရုတ်ကုမ္ပဏီကြီးကထုတ်လုပ်တဲ့ဒရုန်းတဝဈေးကိုလည်းတင်စီရမိခဲ့ပါတယ်ဖမ်းဆီးခံရသူ၄ဦးဟာအသက်22နှစ်မှ34နှစ်အရွယ်အတွင်းရှိသူများဖြစ်ပြီးဇေထက်အောင်စနေလင်းအောင်ကျော်စင်ဟိန်းနဲ့တိန်းစော်တို့ဖြစ်ကြောင်းလက်ကရာဘန်ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်သူတို့ဟာဒီဇင်ဘာ20ရက်နေ့မှာဒေးဗစ်ဆိုတဲ့အမည်နဲ့ဟိုတယ်အခန်းကိုကြိုတင်ဖို့ကင်ယူထားခဲ့တာဖြစ်ပါတယ်မြန်မာစစ်တပ်စီပို့မဲ့ဒရုန်းများနဲ့အတူမြန်မာ၄ဦးကိုဘန်ကောက်ဟိုတယ်တွင်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာ23ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာမြန်မာစစ်တပ်စီပေးပို့ဖို့ရည်ရွယ်ထားတဲ့ဒရုန်းတွေကိုတည်ဆောင်ထားတဲ့မြန်မာနိုင်ငံသား၄ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။ဖြစ်စဉ်ဟာဘန်ကောက်မြို့သူဝနဘူမိလေဆိပ်အနီးလက်ကရာဘန်ဒေသမှာရှိတဲ့ Grand Bay Airport ဟိုတယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတန်တရားဖြစ်เสียလှုပ်ရှားမှုတွေကြောင့်ထိုင်းရဲတပ်ဖွဲ့ကဟိုတယ်ကို